promo diamond လေးလည်းလာနေပြီဆိုတော့စိန်တုံးနဲ့ EBIT skin တွေဂုံးစင်းလို့ရတော့မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်က record fault တင်လား promo diamond နဲ့ချောင်းစတန်း skin ကိုဂုံးစင်းတင်လားဆိုတာပြောပြသွားပြီးမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ AMD Game Shop နေကြိုဆိုလိုက်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ချောင်းစတန်း skin က Alpha Legend event တွေမှာပါဝင်လာမှာဖြစ်ပြီးတော့ချောင်းစတန်း skin အဲ့ဒီ Alpha Legend skin မှာဖောက်မယ်ဆိုလို့ရှိရင်တန်တော့ကိုစိန်1000လောက်ထိကုန်မှာဆိုတော့promo diamond နဲ့ဂုံးစင်းမယ်ဆိုလို့ရှိရင်တော့မှစိန်စုစုပေါင်း2000ကျော်လောက်ထပ်တုံးရမှာဖြစ်တဲ့အတွက်မတုံးနိုင်ဘူးဆိုလို့ရှိရင်ဂုံးမစင်းတက်မှာဘူးအရင်ဆုံးအနေနဲ့ကတော့ကျွန်တော်ပြောချင်တာ promo diamond ကြောင့်ပဲဖြစ်ပါတယ် promo diamond အနေနဲ့ကတော့စုစုပေါင်း1113လုံးအထိရရှိမှာဖြစ်ပြီးတော့3လပိုင်း26ရက်နေ့ကြာလို့ရှိရင်3ရမှာပဲဖြစ်ပါတယ်ပထမဆုံးဝယ်တင်တဲ့စကားကတော့ Barret EBIT နဲ့ Gato Gacha EBIT ပဲဖြစ်ပါတယ် Barret လိုဟီရိုမျိုးကမီတာဝင်နေပြီးတော့တော်တော်လေးလာတဲ့ဒီ skin နှစ်ခုကိုတော့ promo diamond ရဲ့ဝယ်တင်တဲ့ထိတ်ဆုံးစရင်ထဲမှာကျွန်တော်အနေနဲ့ထည့်ပေးထားပါပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ Edit ရဲ့ ambient skin ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီခါလီရဲ့တဲစီးရဲ့ကောင်ကရေစီးရယ်ဆိုတဲ့အနေထားမျိုးကြီးနဲ့ EBIT skin ရလည်းတော်တော်လေးကိုလှတယ်ဒီ skin နှစ်ခုကလည်း promo diamond နဲ့ဝယ်တင်တဲ့ထဲမှာပါဝင်နေပါတယ်တခုရှိတာကSakwat skin တွေဖြစ်တဲ့ Live One တို့ Banwan တို့ဒီ Blazing skin တွေအပြင် Saver skin တို့လို skin တွေကိုမဝယ်သင့်ပါဘူးဘာလို့လဲဆိုတော့ဒီ Sakwat skin တွေက event တွေမှာအပေးချမ်းလို့ပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့လူတော်တော်များများတိုက်ပြီးတော့မတိကြတဲ့အရန်လှတဲ့ Beat Special နဲ့ Ruby ရဲ့ Special skin လေးကိုကျွန်တော်အနေနဲ့ကတော့ recommend ပေးပါတယ်တကယ်ဝယ်လဲဝယ်သင့်ပါတယ်နောက်ထပ်အနေနဲ့ကတော့မေဟီယိုတွေကဖြစ်တဲ့ Fasa နဲ့ဘေးရဲ့ EBIT တွေပဲဖြစ်ပါတယ်ဒီ EBIT skin နှစ်ခုကတော်တော်လေးကိုskin design ဘိုင်းရောစကီအဖတ်တွေရောကတက်ရက်ပြီးတော့အယောင်ကာလာလှတဲ့အတွက်ရွေးချယ်တင်ပါတယ်နောက်ထပ်ကတော့ရေခဲချောင်းနယ်လေးကောတဲ့ခါရီတာရဲ့ရေဒူမရဲ့ crate skin တို့ဖြစ်ပါတယ်ဒီ skin နှစ်ခုကအရင်တုန်းကလည်း blessing တွေနဲ့လဲပေးရဆိုပေမဲ့လည်းလှပါတယ်လှတဲ့အတွက်ရွေးချယ်တင်တဲ့ထဲမှာပါနေပါတယ်နောက်ထပ် skin တွေကတော့ limited skin တွေဖြစ်တဲ့ဒီ Roger နဲ့ Kari ရဲ့ EBIT skin ပဲဖြစ်ပါတယ်ဒီ skin နှစ်ခုကို promo diamond လာတိုင်းပြန်လာပြီးတော့ပေးနေတတ်တာဖြစ်ပြီးတော့ limited EBIT ကြိုက်တယ်ဆိုလို့ရှိရင်လည်းရွေးတတ်ပါတယ်နောက်တဲ့အနေနဲ့ကတော့မထွက်သေးတဲ့ Vanity ရဲ့ဒီလက်ရှိ EBIT skin ပဲဖြစ်ပါတယ်မထွက်သေးတဲ့ skin ဆိုတော့ပြောရတာနည်းနည်းအဆင်မပြေဘူးဆိုပေမဲ့လည်းဒီ skin က promo diamond နဲ့မှီနိုင်ပါတယ် promo diamond နဲ့ဝယ်မယ်ဆိုလို့ရှိရင် diamond 200လောက်နဲ့ထပ်သုံးပြီးတော့ဝယ်ရမယ်ဆိုပေမဲ့လည်းဝယ်ရတာတန်စီမဲ့စကီအဖတ်တွေ skin design တွေနဲ့ skin အသစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဝယ်တင်တယ်လို့ကျွန်တော်အနေနဲ့ကတော့ recommend ပေးပါတယ်ပြီးတော့ကိုယ့်အနေနဲ့အသုံးမပြုဘူးဆိုရင်တော့မှ limited ဖြစ်နိုင်တဲ့ဒီ Benedicta ရဲ့ EBIT skin ကို skin collector တယောက်အနေနဲ့ဆိုလို့ရှိရင်ဒီကြပေါက်ဝယ်ပြီးတော့တင်ထားတင်ပါတယ် EBIT Rico အကြောင်းကတော့သူမလိုပဲမျှော်လင့်ထားလို့မရတဲ့အတွက်ဖောက်ဖို့အားမပေးချင်ပါဘူးအမှန်မရှိတဲ့ brother တို့ကိုတော့မပြောလို့ပါဘူးနောက်ဗီဒီယိုလေးဒီမှာပြန်ကြည့်ကြပါမယ်